ဘယ်လိုမှာစကားကြီးပါချင်လဲဘယ်လိုမှာစကားပါချင်လဲဆိုတော့ဘယ်လိုပဲခက်ခဲရှိပါသေးပေါ့နော်လူအားကိုးတာမဟုတ်ဘဲနဲ့ဘုရားသခင်ကိုအားကိုးရင်အရာအလုံးအဆင်ပြေနိုင်တယ်ကျော်သွားနိုင်တယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်အကြောင်းသားတွေရောဆရာဘယ်လိုမှာစကားတွေပြောချင်လဲအခုကျွန်တော်ကြံခဲ့တဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေရှိတယ်ညီကောင်မောင်မတွေရှိတယ်သူတို့လည်းတစ်ခါလေးမှပြဿနာနဲ့ရင်ဆိုင်ရတဲ့အခါမှာအဲ့ဒီပြဿနာကြားရောက်တဲ့အချိန်မှာအရန်ပဲပြဿနာပိုပြီးကြီးတယ်ဆိုပြီးတော့ဘုရားသခင်ကိုညက်ွယ်ပြူလိုက်တဲ့အချိန်တွေရှိတယ်ပေါ့နော်ရှိနိုင်တယ်ဒါကြောင့်မို့လို့အဲ့လိုမျိုးမဖြစ်ဘဲနဲ့ဘုရားသခင်ကကျွန်တော်တို့အတွက်အကောင်းဆုံးပို့ပေးတယ်ကျွန်တော်တို့အကောင်းဆုံးထောက်ပံ့ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကယုံကြည်ပြီးတော့ဘုရားသခင်ကိုဆွဲကင်ပြီးတော့သွားတယ်ဆိုရင်အကောင်းဆုံးအောင်မြင်နိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်ကပြောကြားခဲ့ချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆရာမဘယ်လိုမှာစကားပါချင်လဲကျောင်းမှာတန်နေခဲ့တဲ့သူတွေဆိုရှင်အဆုံးတိုင်အောင်ရှောက်နိုင်တဲ့သူတွေဖြစ်ပါစေလို့ပဲပြောချင်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျန်နေခဲ့တဲ့ကျောင်းသူကျောင်းသားတွေရောဆရာဘယ်လိုမှာစကားပါချင်လဲကျွန်တော်မှာချင်တာတော့ဒီခံပါစူးစားပါဒါမှ5ပြည့်ဇေမရှုပ်အတွက်ကျွန်တော်မှာချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်နော်ထပ်ပြီးလည်းအားပေးခြင်းနဲ့ဒီမှာရှိတဲ့ကိုမမပေါ့နော်ဒီပဲဆက်မစူးစားပါဒီခံပါပေါ့နော်ကျောင်းတစ်ယောက်တွေ့နေတဲ့အခါမှာဒီကောင်းမှုဆုံးကျောင်းတစ်ယောက်ညညမခွဲပဲနဲ့ချစ်ချင်းမေတ္တာနဲ့ချီနှောင်ဖို့အတွက်ကျွန်တော်တိုက်တွန်းချင်တာဖြစ်ပါတယ်ခင်ဗျာဘယ်လိုမှစကားမှာခြင်းလဲဆိုရင်အများကြီးမမျှော်လင့်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ကျောင်းသားတွေကိုပြီးတော့မှဒီကြိုးစားပါဗောနော်ကြိုးစားပါမျှော်လင့်နဲ့ကိုယ်ညီမှန်းချက်နဲ့ကိုသွားပါသူများကိုမကြည့်နဲ့လူကိုလည်းမကြည့်နဲ့ဗောနော်ဖရားမျက်နှာကြည့်ပြီးကိုလှုပ်ရှားရှိတာကိုလုပ်ပါလို့ပြောချင်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဟောဆရာဘယ်လိုမှာစကားပါချင်လဲကျန်တဲ့ကြောင်ရောက်ပြီဆိုရင်ဆိုတာနဲ့ဗောနော်စမစာတိုင်းကိုဗောနော်ကောင်းအောင်ဖြစ်ကြော်သွားပါလို့အမတ်တရားတွေမှားခဲ့ကောင်းတဲ့အမတ်တရားတွေနဲ့ပဲဗောနော်စမစာတိုင်းကိုပြီးဆောင်တက်သွားပါလို့မှာချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ကျန်နေခဲ့တဲ့ကျောင်းသူကျောင်းသားတွေကိုဆရာဘယ်လိုမှာစကားတွေပါချင်လဲကျွန်တော်အနေနဲ့ကတော့ကိုယ့်အကူနံပါတ်1ပေါ့နော်ကျွန်တော်ပြောချင်တယ်ကတော့ကိုယ့်အကူဘုရားကြီးရဲ့ခေါ်သလားမခေါ်သလားပေါ့နော်ဘုရားကြီးခေါ်တာမဟုတ်ဘဲနဲ့အဖေမင်းကအိမ်ကနေပို့လိုက်တာသူရောက်လာတဲ့ဟာတော့အစီမပြေတော့ဘူးမပြေလို့လဲဆိုတော့ဒီဟာဒီကျွန်တော်တို့ဒီကျောင်းကြီးကျွန်တော်တမန်တရားဆိုတာဒီလောကရဲ့သစ္စာတရားဖြစ်တယ်နော်ဒီဟာဒီမနေနေတဲ့အကြောင်းအရာတွေဖြစ်တယ်ကိုယ့်ရဲ့စိတ်ဝိညာဉ်ခန္ဓာအကုန်လုံးမြုပ်နှံပြီးကျွန်တော်လေ့လာမှရတယ်ပါတယ်ဒီဖြစ်တယ်အပေါ်ရလို့မရဘူးပေါ့နော်ဆိုတော့ဒီမှာယူရှိနေတဲ့အကြောင်းသားတွေမှာကျင်တာလဲအားဆိုင်တခါလေကြတော့လဲအားဆိုင်လို့မရတဲ့အရာတွေရှိပေမဲ့လေဘုရားတည်ဝိညာဉ်တော်ဘုရားရဲ့အားလာခြင်းနဲ့သွားပါနော်ဘဝတက်တာမှာဘုရားနဲ့လူရှိပြီးတမန်တော်နားလေခြင်းအမြဲအရာရာဖြစ်တော်နိုင်မယ်လို့မှာကြမှာနော်ဟုတ်ကဲ့ပါခုလိုဖြစ်ကြပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါကျောင်းမှာနေခဲ့တဲ့ကျောင်းသူကျောင်းသားတွေရောဆရာမဘယ်လိုမှာစကားပါချင်လဲတက်နေရဲ့အချိန်ဆိုရင်တော့ကျောင်းသူဖြစ်တဲ့ကျောင်းသူကျောင်းသားဖြစ်တဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ရန်ခက်ခဲတဲ့အချိန်တွေအများကြီးရှိပါတယ်လို့ဒါပေမဲ့လည်းလက်မလျှော့ဘဲနဲ့ကြိုးစားပါလို့ဘုရားခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့အရာကနောက်ဆုံးမှာအဆုံးသတ်မှာရှိနေပါတယ်ဒါမို့အားမလျှော့ဘဲနဲ့မှကြိုးစားပြီးတော့မှဆက်လျှောက်ပါလို့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျန်နေခဲ့တဲ့ကျောင်းသူကျောင်းသားတွေရောဆရာမဘယ်လိုမှာစကားပါချင်လဲအခုတင်ရတဲ့အချိန်မှာကောင်းကောင်းလေးတင်ယူပြီးတော့ကောင်းကောင်းလေးမှတ်သားစီချင်တယ်ဟုတ်ကဲ့ပါခုလိုဖြစ်ချပေးလို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါရှိပါတယ်တကယ်ချင်းနေနဲ့လူအများကြီးနဲ့ပြန်ပြီးတော့မှတွေ့ဆုံရတယ်ပြီးတော့ကိုပေါ်တန်ဖိုးထားတယ်ဆိုတဲ့သူတွေနဲ့လည်းတွေ့ကြရပါတယ်ဟုတ်ကဲ့ပါအကြောင်းပြီးနောက်မှာဆရာမဘာလုပ်သွားဖို့စီစဉ်ထားပါတယ်လဲဒီချိုပညာရေးကိုပဲဆက်လက်ပြီးတော့မှလုပ်ဆောင်သွားပါမယ်ဟုတ်ကဲ့ကျန်နေခဲ့တဲ့ကျောင်းသူကျောင်းသားတွေရောဆရာမဘယ်လိုမှစကားကြီးပါကြလဲဖတ်ခင်မှုတော့ဆောင်ဖြစ်တာလို့အကောင်းဆုံးလုပ်ဆောင်ပါလို့ခက်ခဲရှိတော့ညာလဲဖတ်ခင်နဲ့ပတ်သက်မှာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျောင်းမှာကျန်နေခဲ့တဲ့လူတွေဆိုရင်တယောက်နဲ့တယောက်အချင်းချင်းနားလည်မှုပေးပါပြီးရင်ကိုခက်ခဲတဲ့အရာရှိတယ်ဆိုရင်လည်းကိုမိတ်အနေနဲ့ပြောပါလို့တယောက်နဲ့တယောက်ချီနှောင်ထားတာတွေကိုအကြာကြီးမချီနှောင်နဲ့ပေါ့နော်လူတိုင်းကတော့တယောက်နဲ့တယောက်စိတ်ဆိုးစိတ်ကောက်တာတော့ရှိပေမဲ့ကိုကချီနှောင်ထားမယ်ဆိုရင်သူများကကိုချီနှောင်အောင်ပြီးတဲ့အတွက်ကြောင့်ဘာမှမဖြစ်ဘူးပေါ့နော်ကိုရဲ့အသက်တာပဲဆိုးရုပ်တယ်ပြီးရင်ကိုပဲခက်ခဲတယ်ပေါ့နော်ကိုပဲ
ကိုပဲနာကျင်ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ချီနှောင်ထားတယ်ဆိုရင်ဆွန့်လွတ်လိုက်ပါလို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါ